အားလုံးပဲမင်္ဂလာပါကိုကတော့ချင်းမြောင်ရောက်ပြီပဲဖြစ်ပါတယ်ခုကကျွန်တော်တို့နဲ့ဆက်တော့စားမယ်အခါကျတော့ကျွန်တော်နဲ့လိုက်ခဲ့ပါဦးအာအခုကကျွန်တော်တို့အဲ့ရင်တော့ထားမယ်လို့ပြောရဲကျွန်တော်ကကျတော့အခုဒီမှာချင်းမိုင်ရောက်ပြီဒါပေမဲ့ကျွန်တော်တို့ကဒီချင်းမိုင်မှာပို့ပဲနဲ့ချင်းတောင် right we were gonna go ချင်းတောင် right အော်ကျွန်တော်တို့ကချင်းတောင်မှာပြန်ပြီးတော့homestay တော့လုပ်ပါမယ်အဲ့ဒီတော့ပို့တော့ညဒီနေ့ today when we were gonna go what time at 2 p.m. ဟိုဒီနေ့နေ့နိုင်တော့မှာကျွန်တော်တို့ကချင်းတောင်ကိုကားနဲ့စီးရပြန်တက်ပါမယ်တောင်ပေါ်ပြန်တက်ပြီးတော့မှဟိုမှာကျွန်တော် hostel လုပ်မယ်အဲ့လိုစီးရှိရဟိုတော့ကျွန်တော်ဘိုက်စားရခါကျတော့မနေ့စားဖို့တော့စားပါမယ်ร้านอะไรนะชื่ออะไรนะบ้าน ฮะ ใต้ถุนบ้าน ใต้ถุงบ้านเดี๋ยวကျွန်တော်မနေ့စားမယ်ဆိုင်အောင်ဖြစ်ပါတယ်ဘယ်လိုသွားမလဲဆိုတော့ဒီလမ်းကြားထဲနေသွားရမှာကျွန်တော်နဲ့သွားကြရအောင်อันนี้ใช่ไหมนี่ด้วยวัดใช่ไหมนี่ลองอ่ะเราพวกကျွန်တော်တို့မနေ့ကဆက်ဖို့တက်ဖို့ရောက်ခဏဆောင်ရတယ်အခုကကျွန်တော်တို့ဒီကလေးတွေမှာထားပြီဒါကတော့ကျွန်တော်တို့မှာထားတဲ့ order လေးဖြစ်ပါတယ်ဘာတွေမှာထားလဲဆိုတော့ခဏအကြံပြန်ပြီးကြည့်လိုက်ရအောင်ဒါတော့ကျွန်တော်တို့မှာထားတဲ့မနေ့စာလေးတွေပါတယ်ဒါကကျွန်တော် breakfast set ပေါ့ဒါကကျွန်တော်တို့ချက်ဥကိုပေါင်းထားလို့ပြောမှာပေါ့ อย่างนี้ดู ဒါကျွန်တော်ကျုပ်မိခင်ပြီးတော့မှပါကစမြေလောက်ထားတယ်ဒါကြောင့်ကျုပ်မိခင်ဒါကျွန်တော်ကဖေးတွေ့ရတာကကျွန်တော်ဘယ်လိုရှိလဲဆိုကျွန်တော်မိကဖေးပါမိကော်ဖီနဲ့ရတာရှိဒါဆိုတော့lemon orange ဒါဟုတ်တယ် orange sorry lemon ဟုတ်ဒါကြောင့်ကျုပ်ပေါင်းတယ်ဒါကြောင့်ကျွန်တော်ထွန်းစားပြီးတဲ့အခါမှာတော့ဒီဘန်ခေါင်ဝတ်ဆိုတဲ့ဈေးပေါ့နော်အဲ့ဒီမှာအနုပညာတွေအများကြီးရှိတယ်ပြီးတော့လူလည်းအများကြီးတွားရောက်လဲပတ်တဲ့နေရာကိုတော့လဲခဲ့တာပဲဖြစ်ပါတယ် 哇哦น่ารักจังไม่เคยเลยไม่ใช่จังหวะเจอแบบทำอะไรโอ้โห ဒီဘန်ခေါင်ဝတ်ဟာဆိုရင်အတစ်တဲ့အတွက်ကို community mall လိုမျိုးနေရာလေးပဲဖြစ်ပါတယ်အနုပညာနဲ့ပတ်သက်တဲ့အရာတော်တော်များများကိုလည်းလာရောက်လေ့လာလို့ကောင်းတဲ့နေရာလေးပဲဖြစ်ပါတယ်ဒီနေရာလေးဟာဆိုရင်ဈေးလိုရောအိမ်ယာလိုရောအေးချမ်းပြီးလွတ်လွတ်လပ်လပ်ဖြစ်စေတဲ့နေရာလေးလို့ခံစားရစီပါတယ်အစားအသောက်ဆိုင်တချို့လည်းရှိတဲ့အတွက်လာရောက်လေပတ်ရင်းနဲ့ကျွန်တော်တို့ပုံရိုက်တာဖြစ်ဖြစ် workshop တွေလုပ်ပြီးတော့မှပိုက်စာရည်ပဲဖြစ်ဖြစ် coffee ဆိုင်တို့ pizza ဆိုင်တို့ရှိတဲ့ခောက်ဆွဲဆိုင်တို့ရှိတဲ့အတွက်အစားအသောက်ကောင်းတွေကိုလည်းအရသာရှိပြီးတော့မှခတင်းတစ်တွေကျွန်တော်စားနိုင်ပါတယ် handmade workshop မျိုးစုံလည်းရှိတဲ့အတွက်ဝယ်ယူလို့လည်းရတယ်လို့ကိုယ်တိုင်လည်းကျွန်တော်တို့လုပ်လို့ရပါတယ်ပြီးတော့ဈေးနှုန်းတွေကလည်း100ကျော်ကနေစပြီးတော့ရှိတဲ့အတွက်လူတိုင်းစိတ်ကြိုက်အေးစစ်စစ်လုပ်နိုင်ပါတယ်ဒီနေရာဟာဆိုရင်အနုပညာတွေစုနေတဲ့ရွာငယ်လေးလို့ခန်းစားမှုရစေပါတယ်ဒီမှာတော့ကျွန်တော်တို့ပုံနေတိတ်မရိုက်ခဲ့ဘူးပေါ့နော်ဘာလို့ဆိုရင်အနုပညာတွေဖြစ်နေတာဖြစ်တဲ့အတွက်သူတို့တချို့နေရာဆိုရင်ခွင့်ပြုချက်တွေမပေးဘူးသူတို့တပ်ပုံရလို့မရတဲ့နေရာလည်းရှိရဲပြီးတော့ coffee ရိုက်တွေမိမှာကြောင်းမို့လဲဒီနေရာကို
သိပြီးတော့မှတက်ဖို့မရခဲ့ပါဘူးဒါပေမဲ့ကျွန်တော်တို့ဒီနေ့တော့တွားရောက်လေပတ်ဖြစ်တယ်ဆိုရင်တော့သူတို့ရဲ့အနုပညာတွေကို support တင်ပေးလို့ရပါတယ်ခုကတော့ခမင်းစားတဲ့နေရာကြောက်ပဲဖြစ်ပါတယ်ဒီကတော့အခုကျွန်တော်လေးလိုက်စားမယ်ဆိုင်ပဲဖြစ်ပါတယ်သူဆိုင်နာမည်ကဟန်တင်ချင်းမိုင်လို့ခေါ်ပါတယ်ยังไม่ครบอันนี้ปลาอันนี้ไข่โตอันนี้คืออีก ไส้กรอกไส้กรอก ไส้กรอกอะไรอย่างไส้อั่ว ไส้กรอกเนี่ย แคบหมูน้ำพริกอ่อน น้ำพริกอ่อน น้ำพริกหมูทะเล အခုကကျွန်တော်ဆောက်တော့ပြီးတော့ပါပြီအခါကျတော့ချင်းတောင်ကိုတက်ပါမယ်ကျွန်တော်ချင်းတောင်ဒီကနေပြီးတော့ချင်းတောင်ကိုတနင်္လာလောက်ကစီးရမယ်တနင်္လာလောက်ကစီးရမယ်တောင်ခြေလောက်ကြည့်ပေါ့အဲတောင်ပေါ်တက်ဖို့ကြာကားတစ်စီးပဲလာကြပါမယ်အခုကတော့ပါအောင်ကိုကကျွန်တော်ချင်းတောင်ရောက်ပြီးပဲဖြစ်ပါတယ်ဒီမှာကျွန်တော်တို့ပြန်လာကြမယ်ကာနာတက်တစ်စီးကိုစောင့်နေဖြစ်ပါတယ်ဆက်ရကြရင်တော့ကျွန်တော်တို့ hostel နေရာမဲ့အိမ်ကိုရောက်မှာပဲဖြစ်ပါတယ်ကျွန်တော်တို့လာကြမဲ့ကားကိုစောင့်ရင်းနဲ့ဒီနေ့မှာဈေးလဲရှိနေရတယ်ကျွန်တော်တို့ဈေးတက်ဝင်ပြီးတော့မှဘာတွေရှိမလဲဆိုလိုက်ကြည့်ပါတယ်ပြီးတော့ကျွန်တော်တို့ဝယ်ချင်တာဝယ်ပြီးသွားတဲ့ခါကျရင်ဟိုမှာကျွန်တော်တို့ home stay တွန်းနေတော့ကျွန်တော်တို့သွားပြီးတော့တခုခုလှုပ်ရှားမယ်အကင်းတော့ဘာလို့ဖြစ်ပေါ့နော်အဲ့ဒါတက်ရှာကြံပြီးတော့မှဝယ်နေတာဖြစ်ပါတယ် ไปไหนครับ 青岛 stay home stay home stay you look like แบบ MV this MV อ่ะกลัวนี่นะคะ เรามีสมาชิก น้องข้าวกล้องกับข้าวหอม ถึงแล้วครับ ถึงแล้วครับไปเราพาไปดูที่พักกัน ทุกคนหันมามองกล้องหน่อยสาว ไม่ว่างทุกคนไม่ว่าง ๆซูม အခုကျွန်တော်တို့ကျွန်တော်တို့ home stay မှာနေမယ့်နေရာကိုရောက်ပြီပဲဖြစ်ပါတယ်ကျွန်တော်တို့ home stay နေမယ့်နေရာတော့ကြည့်လိုက်အောင် yes นี่นะบรรยากาศน่ารักมาก อากาศดีไหมโนโนะ โอ้โหไอ้ช่างอีอ่ะ this is so cold นี่ดอกไม้ด้วย and also the weather is so good น้องตามเข้าไปได้ไหมครับหรือว่าได้ใช่ไหมอ๋อได้ครับ ยังบ้านน่ารักมาก ใช่เอ้ยเขากล้องกับข้าวหอมนะ ตัวข้าวกล้องข้าวหอมเท่านั้นนะคะ พูดดีๆเมื่อกี้ยกเลิกไหมลงมาให้หมดพูดนี้ยกเลิกค่ะเมื่อกี้ยกเลิกให้แค่หมา2 ตัวชื่อข้าวกล้องข้าวหอมเท่านั้น ยกเลิกค่ะยกเลิกเมื่อกี้ แคนเซิลนะคะนี่ ดูนี่สิ มาทุกคนเอากระเป๋าขึ้นบ้านกัน 6 คนเท่านั้น 6 คนค่ะ มีคนจะขึ้นเนี่ย น
တရားတော့ကျွန်တော်တို့ကျွန်တော်နေတဲ့နေရာကိုငားတဲ့နေရာပေါ့နော်ပြောရမယ်ဆို reception လိုမျိုးပေါ့ဒါပေမဲ့ဒီကပေါ်ထဲမှာဆိုတယ်လိုမျိုးပုံစံလေးပဲဖြစ်မှာပေါ့ဒီကကျွန်တော်သိချင်မှရတဲ့အချူကြီးတို့ပါလို့ချားထားရဲတို့ပါလို့ပေါ့အထက်မှာကျတော့သူကရှိသေးတယ်ပြင်မနဲ့ဆိုရင်သူကbreakfast ကိုလည်းလာပြီးတော့စားလို့ရတယ်ဒီမှာ reception ရှိရဲ့အတွက်တောက်ဆရာတွေပါလည်းရှိတယ်သူကဆိုင်ပိတ်တဲ့အချိန်လည်းရှိတယ်ဒါပေမဲ့ဆိုင်ပိတ်တဲ့အခါကျရင်သူကကိုယ့်ဟာနဲ့ကိုယ်လာပြီးတော့မှယူလို့ရတယ်အထက်မှာဘယ်လိုမျိုးရှိလဲဆိုတာတစ်ချက်လာလက်ကြည့်အောင် let's get go to check inside มีหมาด้วย ตัวนี้ก็จะขึ้นไปนอนบนเตียงแล้วเดินตามทางไปได้เลยนะคะขอบคุณมากค่ะไปเมตรก็จะมีฝักครับไปเราตรงไปจะเจอน้ำตกเล็กที่นึงแล้วก็มันจะ ตอนเช้ามากินข้าวที่นี่ ใช่ตอนเช้ามากินข้าวที่นี่ไป เมตรจะเจอเล็กแล้วก็เดินขึ้นไป อ๋อโอเคไปกันไปน้ำตก ကျန်နေတွားပြီးတော့မှ50မိနစ်တွားမယ်ဆိုရင်သူကနမ်းရေတကွန်အသေးလေးရှိရယ်အဲ့နေပြီးတော့နောက်ထပ်ပြန်ပြီးတော့တွားမယ်ဆိုရင်ရေတကွန်ကြီးကြီးရှိတယ်ကျွန်တော်တော့ကြည့်ချင်တယ်လာသူကချက်ကနေမှမြင်လိုက်ပါမယ်ရမရဟဲ့ อาหารเช้าตอน8:30ဒါတော့သူရဲ့နေရာရဲ့တပ်ပေါ်နေဖြစ်ပါတယ်ဒီမှာသူရဲ့ရတဲ့ menu တွေပေါ့နော်ဒီကကျတော့ငါစားတဲ့ကဲသူရဲ့စီရောနည်းနည်းများလို့ပြောလို့တိုင်းပြေကုန်ပါ อ๋อตัว อุ้ยดูสิဆက်လို့ရှားစရာကောင်းတယ် ใช่ This is exciting สูงมาก ระวังนะ เฮ้ยนี่ไงพวกขุนไอ้ตรงนี้ก็มาเลยถึงอ้วนอยากเลยเอ้า ทุลักทุเลเวอร์ทุลักทุเลมากน้ำเลย เห็นวิวด้วยอ้วน เดี๋ยวยังไม่กิน มันชันที่ตกน้อยๆแล้ว ใหญ่ ใหญ่ๆเหรอ เป็นป่าเลยทุกมากนะเรามาจากเป็นป่าทุกมาก อ๋อ นี่ไงที่เขาบอกว่ามีทางให้เชือกให้โขนขึ้นไป အတူရတော့ဒီတကွန်ကြောင့်ပဲဖြစ်ပါတယ်ဟုတ်ကဲ့ ก็น่ารักนะ ตัดไฟฟ้าสีขาวป่ะ นี่กินนั่งด้วยเหรอ เออว้าว เดินไปใกล้ๆหน่อยได้ไหม เดินไปใกล้ๆหน่อย ဒါတော့ကျွန်တော်တို့နေတဲ့အိမ်မျိုးပဲဖြစ်ပါတယ် ว้าว อันนั้นเอาอันนั้นมาให้ แชมพู อันทัว
พี่หลิวของตูรถมาม่าใช่ปะ ဟိုကတော့ည6နာရီကျော်လောက်ရှိသွားပါပြီရေလည်းချိုးပြီးတော့ရေအခုသူတို့ထမင်းစားမှာထမင်းမှာထားတာကိုထမင်းဆောင်နေတာဖြစ်ပါတယ်ခါကြတော့ဘိုင်စားမယ်စပြန်ရပြီးပါမယ်คนที่หนาวที่สุด คนที่แถวที่สุดคือคนที่เป็นคนเหนือ แล้วคือเป็นข้าวขอบคุณจ้า ถ่ายรูปกันถ่ายรูปกัน ทำให้มันกลมได้ไหมมันยาวอ่ะ เป็นเหมือนแผนที่ประเทศไทยเลยจริง อย่ากลมเกินอย่ากลมเกิน ๆคนที่ไม่ถนัดที่สุดเขาได้จานละ อยากรู้เลย การเดินทางในเชียงใหม่วันนี้สำหรับผมมันมากกว่าแค่การท่องเที่ยวจากในเมืองที่คนเยอะๆสู่ความเงียบสงบของธรรมชาติเมื่อมันกับเราได้ทิ้งความรู้สึกหนักๆที่เบียดไว้ แล้วก็ได้เปิดรับพลังงานใหม่ๆก็มาแทน ต้องเห็น รสชาติอาหารนันศิลปะธรรมชาติที่สวยงาม ถ่ายคลิปแบบเจนซีให้หน่อย ทำให้ผมรู้สึกเชียงใหม่มีเสน่ห์และเชื่อว่าทุกคนก็รู้สึกได้เหมือนกัน พี่บอกถ่ายให้หน่อย ต้องฟังอยู่ ถ้าชอบคลิปนี้กดไลค์กดแชร์กด subscribe ได้นะครับ แล้วก็เจอกันคลิปใหม่นะครับ ขอบคุณทุกคนมากนะครับ See you next video